MMA လောကမှာပွဲပေါင်း16ပွဲကစားပြီးတပွဲမှမရှုံးဘူးတဲ့မတ်လန်ကိုပိုင်ဆိုင်ထားတဲ့သူပြိုင်ဘက်10ယောက်မှာ9ယောက်ကိုတတိလစ်သွားအောင်ဒါမှမဟုတ်ပြင်းပြင်းထန်ထန်ဒဏ်ရာရအောင်ခြေမုံနိုင်စွမ်းရှိသူရဲ့နောက်ဆုံးပွဲစဉ်နှစ်ခုကတော့ MMA လောကရဲ့ဂန်နဝင်းနီဖြစ်တဲ့ Alexander Volkanovski နဲ့ Max Holloway တို့ကိုအလဲထိုးတပ်ပွဲတွေပါပဲသူ့နာမည်က Ilia Topuria ဒီနေ့မှာတော့သူ့ရဲ့မယုံနိုင်စရာဘဝဇာတ်ကြောင်းကိုပြောပြသွားပါဇလန်ကဂျော်ဂျီယာနိုင်ငံရဲ့အဖခါဇီးယားပြည်နယ်မှာစတင်ခဲ့ပါတယ်ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက်ပြည်တွင်းစစ်တွေပြင်းထန်ခဲ့ပြီးဂျော်ဂျီယာလူမျိုးရာပေါင်းများစွာနှင်ထုတ်ခံခဲ့ရပါတယ်အဲ့ဒီထဲမှာအီလီယာရဲ့မိဘတွေဖြစ်တဲ့ဇာဇာနဲ့အင်ဂါတို့လည်းပါဝင်ခဲ့ပြီးဂျာမနီနိုင်ငံကိုထွက်ပြေးခိုလုံခဲ့ရပါတယ်အဲ့ဒီနောက်1998ခုနှစ်ဇန်နဝါရီ21ရက်နေ့မှာတော့အီလီယာကိုမွေးဖွားခဲ့တာဖြစ်ပါတယ်အသက်4နှစ်မှာဂျူရိုစတင်ခဲ့ပြီးအသက်9နှစ်မှာတော့နပန်းပညာကိုစတင်မြတ်နိုးခဲ့ပါတယ်မိသားစုနဲ့အတူဂျော်ဂျီယာကိုပြန်လည်အခြေချချိန်မှာတော့နပန်းပညာကို10နှစ်နီးပါးအပတ်တကုတ်လေ့ကျင့်ခဲ့ပြီးထူးချွန်တဲ့အဆင့်ကိုရောက်ရှိခဲ့ပါတယ်